ကျမဒီနေ့မှာအခုလက်ရှိဖတ်နေတဲ့စာအုပ်တအုပ်ပေါ့နော်စာအုပ်ရဲ့နာမည်ကဒီ compound effect လို့ခေါ်တယ်အဲ့ဒီစာအုပ်ထဲကစကားစုတစ်ခုကိုအားလုံးကိုမျှဝေပေးခြင်းနဲ့အဲ့ဒါကတော့you make your choices and then your choices make you ပေါ့ဆိုတော့ကျမတို့ဘဝတွေမှာတနေ့နဲ့တနေ့ပေါ့နော်ဒီဘဝနဲ့ချီပြီးတော့ပဲဖြစ်ဖြစ်တနေ့ချင်းမှာပဲဖြစ်ဖြစ်ရွေးချယ်မှုတွေကအမြဲတမ်းလုပ်နေရတယ်ဒီနေ့မှာတနေ့တာမှာပေါ့အဲ့ရနိုးတဲ့အချိန်ကစပြီးတော့မှဘယ်အချိန်အဲ့ရနိုးမှာလဲပြီးရင်ဘာစားမှာလဲဘာလုပ်မှာလဲအဲ့ကနေစပြီးတော့မှဘယ်လိုလူမျိုးနဲ့ကိုကတွေ့မှာလဲဘယ်လိုအလုပ်တွေလုပ်မှာလဲဒီလိုအရာတွေအထိကိုကကြတော့ဒီရွေးချယ်မှုတွေကိုကိုကအရင်ဆုံးလုပ်ရတယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့အဲ့ကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုတွေကကိုဘဝကိုပုံဖော်ပေးသွားတယ်ပေါ့နော်ဥပမာကျမတို့ဒီ TikTok မှာဆိုရင်တချို့တစ်ခါတည်းကျရင် post လေးတက်လာတယ်ဒီ main ကလေးကိုပိန်သွားအောင်လို့ဘလို့အစာတွေကျွေးရမလဲဆိုတာကိုရွေးချယ်ပေးပါဆိုပြီးတစ်ဖက်မှာကျတော့လုံးဝဒီ weight တက်စေတဲ့အစာတွေကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေပြထားတယ်တစ်ဖက်မှာကျတော့ဒီ weight ကို fit ဖြစ်စေတဲ့အစာတွေပေါ့နော်ပြောရရင်တော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေပြထားပြီးတော့ကိုကအမှဒီကလေးမကိုကfit ဖြစ်စေချင်တာလား weight တက်ပြီးတော့ကျန်းမာရေးနဲ့မညီညွတ်စေချင်တာလားဆိုတာကိုမူတည်ပြီးကိုရွေးချယ်လိုက်တယ်အဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့မှဒီ main ကလေးရဲ့ပုံမှန်သွပြင်ကပုံဖော်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာပေါ့ your choices make you အဲ့လိုဖြစ်သွားတာပေါ့အလားတူပဲကျမတို့ဘဝတွေမှာရွေးချယ်စရာတွေကအများကြီးပဲပေါ့တနေ့တာမှာကျမတို့ကဥမာဘာစားမှာလဲကျန်းမာရေးနဲ့ညီညွတ်တာစားမှာလားကျန်းမာရေးနဲ့ညီညွတ်ဖဲနဲ့စီကြောတွေအစိမ်တွေအချိုတွေပေါ့နော်အဲ့လိုမျိုးရက်သေးစားတွေဒါမျိုးတွေစားမှာလားအဲ့ဒါကိုကျမတို့ကတကယ်တမ်းရွေးချယ်ရတာအဲ့လိုမျိုးကိုကကျန်းမာရေးနဲ့ညီညွတ်တဲ့ဟာကိုစားမယ်လို့ရွေးချယ်လိုက်ရင်ဟုတ်တယ်အဲ့လိုမျိုးတူချင်းမှာတယောက်နဲ့တယောက်ကအစပိုင်းမှာတော့တစ်လ2လမှာတော့ရလက်ကမကွာသွားသေးဘူးဒါပေမဲ့3 4 5လကနေ6လ9လ10လလောက်ကြာတဲ့အခါမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားတဲ့သူနဲ့ခုနလိုစားချင်တာစားပြီးတော့မှဒီကျန်းမာရေးကိုထိခိုက်စေတဲ့အရာတွေစားတဲ့သူနဲ့ကြားထဲမှာဒီကိုယ့်ရဲ့ဒီပုံမှန်သွင်ပြင်အရာကောကျန်းမာရေးအရာကောကအရင်ကွာခြားသွားတယ်အဲ့ဒါကြောင့်လို့ကျမတို့ရဲ့ရွေးချယ်တဲ့အရာတွေကကိုယ့်ကိုပုံဖော်ပေးသွားတယ်ဆိုတာအဲ့ဒါပေါ့နော်အဲ့ဒီနောက်မှာကိုကမကျန်းမာတာတွေစားတယ်မကျန်းမာတဲ့လုပ်ရက်တွေလုပ်မယ်ဆိုရင်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ကိုကျန်းမာရေးကိုထိခိုက်တယ်ကိုက weight တွေတက်လာတယ်လေးလံထိုင်းမိုင်းလာတယ်အဲ့ဒီဟာတွေရဲ့နောက်မှာကိုလုံနေတဲ့အလုပ်တွေကိုထိခိုက်လာတယ်အလုပ်လုပ်တဲ့အခါမှာအိမ်ငိုက်တာတွေပင်ပန်းတာတွေမလုပ်ချင်တာတွေဒါမျိုးတွေဖြစ်ပြီးတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကျသွားတယ်အဲ့ကျသွားတာရဲ့နောက်မှာကိုကမစွမ်းဆောင်နိုင်တဲ့အလျောက်ကိုယ့်ရဲ့ဒီဝင်ငွေတွေလည်းပဲကျသွားတယ်ပေါ့နော်ဟိုဘက်မှာကျတော့ကိုကကျန်းမာတဲ့ lifestyle ပေါ့ကျန်းမာတဲ့အရာကိုရွေးချယ်တဲ့သူကကျတော့ပို့ပြီးခန္ဓာကိုယ်ကလည်း fit ဖြစ်လာတယ်ပို့ပြီးတော့ကျန်းမာလာတယ်အဲ့ဒီလိုမျိုးအခါမှာဒါကိုဒီ compound effect လို့ခေါ်တာပေါ့နော်ကိုကဒီတစ်ခုလေးရွေးချယ်လိုက်ပြီးမယ်နောက်ဆက်တွဲဒီရလာတဲ့ကောင်းကျိုးတွေကအများကြီးပဲပေါ့ကျန်းမာလာတယ်ပျော်ရွှင်လာတယ်ဒီခါမှာအလုပ်ကိုကစိတ်ဝင်စားနဲ့အောင်မြင်လုံနိုင်လာတယ်ကိုယ့်ရဲ့အလုပ်တွေကအောင်မြင်မှုတွေရှိလာတဲ့အခါမှာယာရုတွေတက်လာမယ်ဝင်ငွေတွေပိုကောင်းလာမယ်ဒီလိုမျိုးတွေဖြစ်လာတာပေါ့နော်အလားတူပဲကျမတို့တွေဒီအိမ်တောင်ပဲရွေးတဲ့အခါမှာလည်းပဲကိုကတော့ဒီရွေးချယ်မှုကိုလုံးလိုက်တယ်ကောင်းတဲ့သူကိုရွေးချယ်လိုက်တယ်မကောင်းတဲ့သူကိုကချစ်တယ်ဆိုတဲ့တခုတွေနဲ့ရွေးချယ်လိုက်တယ်ဒါပေမဲ့ရွေးချယ်မှုကနောက်ပိုင်းမှာကျတော့ကျမတို့ကိုပုံဖော်ပေးသွားတာပေါ့ကိုယ့်ကိုကောင်းတဲ့အိမ်တောင်ပဲနဲ့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ dream တွေပေါ့ကိုယ့်ရဲ့အိမ်မက်တွေကိုပံ့ပိုးပေးတဲ့သူနဲ့ကိုကလက်ထပ်ရတယ်ဆိုရင်ကိုဘွားကပို့ပြီးတော့တစ်ဆင့်မြင့်နဲ့ပိုကောင်းတဲ့ဘက်ကိုရောက်သွားတယ်ကိုကပျော်လဲပျော်တယ်လူဆိုတာစိတ်ပျော်မှအလုတ်ကပျော်တာဆိုတော့ပျော်လဲပျော်လာတယ်အဲ့ဒီခါမှာကိုလှုပ်ချင်တဲ့အိမ်မက်တွေစိတ်ကူးတွေကိုကောင်းတယ်ဖော်နိုင်တယ်မဟုတ်ဘူးမကောင်းတဲ့အိမ်တောင်ပဲကိုရွေးချယ်မိတဲ့သူကကြတော့သူကဘာမှမလုပ်ဖ ೇನೆ အိမ်ထဲမှာနေဆိုလဲနေရတာပဲသူကအရက်သေးစားတောက်စားပြီးရိုက်တာနှက်တာတွေဆိုလဲခံရတာပဲပေါ့နော်အဲ့လိုမျိုးတွေဖြစ်တော့ဘဝမှာတော့နေ့စဉ်နဲ့အများကျမတို့တွေဒီရွေးချယ်မှုတွေလုပ်ရတဲ့အခါမှာဒီတေးသေးလေးတွေရာစားကိုဒီအသိစိတ်ရှိရှိနဲ့ရွေးချယ်ရမယ်ပေါ့နော်ရွေးချယ်ခြင်းရဲ့ဟာကတဖြည်းဖြည်းနဲ့အကုန်စုပေါင်းလိုက်တဲ့အခါမှာတစ်လ2လမသိတာပြီမယ်4 5 6လတစ်နှစ်ကြာတဲ့အခါမှာကိုကဘယ်လိုလူဖြစ်လာမလဲကောင်းတဲ့ဘက်ရောက်သွားမလားမကောင်းတဲ့ဘက်ရောက်သွားမလားဆိုတာကဒီရွေးချယ်မှုတွေကပဲကျမတို့ကိုပုံဖော်ပေးသွားတာဖြစ်ပါတယ်ဥပမာမနေ့မှာဆိုရင်ကျမတို့အိယာနိုးတဲ့အခါမှာ black coffee တောက်မှာလားဒီနို့စီရည်နဲ့ဖြော်ထားတဲ့လက်ဖက်ရည်တောက်မှာလားဆိုတဲ့ရွေးချယ်မှုလေးရာစားကျမတို့ရဲ့ဘဝကိုပုံဖော်ပေးတယ်ဒီကျန်းမာတဲ့ဘက်ကိုရောက်သွားမလားမကျန်းမာဘဲနဲ့စီးကြိုတွေတွေးတိုးတွေဖြစ်တဲ့ဘက်ကိုရောက်သွားမလားပေါ့နော်အလားတူပဲကျမတို့ကအိယာနိုးလာပြီဆိုရင်ပြန်အိမ်မှာလားဒါမှမဟုတ်အလုပ်ကိုစူးစမ်းပန်းစားလုပ်မှာလားအိမ်ထဲမှာပဲနေမှာလားဂျင်းကိုသွားပြီးတော့workout တွေလုပ်မှာလားဒီ networking တွေလုပ်မှာလား
ပေါ့အဲ့လိုမျိုးမှဒီ TV ကြည့်ပဲဖြစ်ဖြစ်ဖုန်းကြည့်ပဲဖြစ်ဖြစ်တနေ့ကုန်ထိုင်ကြည့်နေမလားတခြားစာအုပ်ဖတ်မလားလေ့လာမှုလုပ်မလား language လေ့လာမလားဒီလိုအရာတွေကကျမတို့ကိုအရင်ဆုံးတော့ကိုကရွေးချယ်ပြီးမြဲအဲ့ဒီကြာလာတဲ့ခါမှာအရွေးချယ်မှုတွေကကိုဘလူဖြစ်လာမလဲဆိုတော့သူကပြန်ပြီးတော့မှဖန်တီးပေးသွားတယ်ပုံဖော်ပေးသွားတယ်ဆိုတဲ့ဒီအကြောင်းအရာလေးဒီစာအုပ်ထဲကဒီစကားစုလေးကိုကျမမျှဝေပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်